The king paid at the guy to know to it Tara season man အားလုံးပဲမင်္ဂလာပါဒီဘက်မှာလေယာအကြောင်းပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီခုမြင်တွေ့နေတဲ့ဓာတ်ပုံလေယာလေးပေါ့နော်ဓာတ်ပုံလေယာတော့ခတ်ထားပါတယ်အဲ့တော့ဒီခု brush tool ဖြစ်တဲ့ကျွန်တော်တို့ shortcut key V ကိုနှိပ်လိုက်ပါဒီနေရာမှာ select ဝင်လာပါလိမ့်မယ်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီလိုလုပ်မယ်ဆိုရင်လေယာမတက်လာဘူး navigator ထဲမှာတော့ဒီမှာဒီခုလိုမျိုးလာပြနေပါတော့နော်ဟုတ်ပြီအဲ့ဒါကိုပြန်ပြီးတော့ဖြတ်မယ်ဆိုရင် control Z နှိပ်လိုက်ပါဒါဆိုပြပြောက်သွားတယ်အဲ့တော့ကျွန်တော်တို့က layer ဆိုတာဘာလဲဆိုတော့တိဖို့ဆက်သွားရအောင်အဲ့တော့ new layer ဆိုတာဘာလဲဆက်ပြီးတော့သွားရအောင် new layer ဆိုတာကျွန်တော်အတစ်ထပ်ခေါ်လိုက်တဲ့ layer ဖြစ်ပါတယ်အဲ့တော့အဲ့ဒါဘယ်ကနေခေါ်မလဲဆိုရင်ဒီမှာအဲ့တော့အဲ့ဒါလေးကိုချက်နှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုရင်ဒီမှာ new layer တစ်ခုတက်လာပြီပေါ့နော်အဲ့ဒီတက်လာပြီဆိုရင်ကျွန်တော်တို့ကမများထိုးလိုက်ပါပေါ့နော်ဒါတော့အမဲအောင်လေးနဲ့နာမည်ရေးပါပေါ့နော်ဟုတ်ပြီဒီခုများနဲ့ထိုးထားလိုက်တဲ့လူရဲ့နာမည်က KSO ပေါ့နော်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကနောက်တစ်ယောက်ကိုနာမည်ထိုးချင်တယ်ဒီစာသားကဒီအနဲ့အောင်နဲ့မထိုးချင်တော့ဒါပေမဲ့ဒီခုကျွန်တော်တို့ထိုးလိုက်တဲ့ဟာဘယ်မှာအလုပ်လုပ်လဲဆိုရင်ဒီ background color ရဲ့အပေါ်မှာရှိတဲ့ဒီ layer 1ဆိုတဲ့နေရာမှာအလုပ်လုပ်တာဖြစ်ပါတယ်အဲ့တော့ဒီ layer 1ကိုကျွန်တော်ကနာမည်ပေးမယ်ဆိုရင် left click နဲ့ချက်လိုက်လိုက်ပါအဲ့မှာ KSO ဆိုပြီးတော့ပေးလိုက်မယ်ဟုတ်ပြီပြင် enter နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ KSO ဆိုတဲ့ layer တစ်ခု new layer တစ်ခုရလာပါတော့ဒါလေးကိုဖျောက်ပါစေဟောဒီတူပေးတာမျက်စိလေးကိုတစ်ချက်မိတ်လိုက်ပါဒါဆိုရင် KSO file မရှိတော့ဟုတ်ပြီဒီခုသူ့ကိုထုတ်ပြထားပြီပေါ့နော်ဟုတ်ပြီနောက်ထပ်တစ်ယောက်ကိုထုတ်ပြမယ်ဆိုတဲ့အတွက်ဒီ color မတူချင်တဲ့အတွက်ကျွန်တော်တို့ကဒီ foreground color မှာကျွန်တော်တို့ကလာမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ဒီဘက်မှာဘောက်ကျလာပြီအဲ့တော့ဒီမှာ color တစ်ခုရွေးချယ်လိုက်ရွေးချယ်ပြီး okay ပေးလိုက်ဒါဆိုရင် foreground color ဒီနေရာမှာအရောင်ပြောင်းသွားပြီနော်ပြောင်းသွားပြီဆိုရင်ကျွန်တော်နောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက်တောင်းဖို့ဘက်ကို new layer ခေါ်မှာဖြစ်ပါတယ်ဒီနေထားကတော့ KSO layer မှာတို့ကအတက်ဝင်နေတော့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီနေရာမှာလာပြီးတော့ဒီလိုလာမဆွဲပါနဲ့ဒါ KSO layer မှာတော့လောက်ထားဖြစ်တဲ့အတွက် control Z နဲ့ပြန်ခေါ်လိုက်ပါနောက်ထပ် layer တစ်ခုခေါ်မှာဖြစ်တဲ့အတွက်ဒီဘက်တော့မှာရှိတဲ့ new layer ကိုကျွန်တော်တို့တွားပေးမယ် new layer တွားလိုက်ရင်ဒီမှာ layer 1ဆိုပြီးတော့ထပ်တက်လာပြီအဲ့တော့ဒီနေရာမှာနာမည်တစ်ခုပေးမယ်ပေါ့နော် WS ဆိုပြီးတော့ပြလိုက်ပါတော့ဟုတ်ပြီအဲ့တော့ enter နှိပ်လိုက်ပြီဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာညားထိုးလိုက်ပြီပြီးရင် WS ဆိုပြီးတော့ကျွန်တော်ရေးလိုက်ပါနော်အဲ့ဒါဆိုရင် layer ဘယ်နှခုရှိတော့လဲကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ background layer ရဲ့ KSO layer ရဲ့ WS ဆိုတဲ့ layer ရဲ့ကျွန်တော် layer နှစ်ခုရှိလာတာဖြစ်ပါတယ်ဆက်ပြီးထပ်ပြီးတော့ကျွန်တော်တို့ကဒီမှာ foreground color လေးကိုပဲ color ပြောင်းဖို့အတွက်အဲ့ဒီနေရာမှာတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ရင် color နောက်ထပ်ကိုယ်စိတ်တိုင်းကြလာပြီးတော့ရွေးချယ်လို့ရပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုဒီမှာဖြစ်တဲ့အတွက် new layer ထပ်ခေါ်တယ်ဒါဆိုရင် layer 1ဆိုပြီးတော့ဒီမှာထပ်တက်လာဖြစ်ပါတယ်အဲ့တော့ဒါလေး PHMT ဆိုပြီးတော့ layer နာမည်ပေးလိုက်ပြီးပြင် enter နှိပ်လိုက်ပြီကဲဟုတ်ပြီအဲ့တော့ထိုးချင်တာကသူ့ထိုးချင်တာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီခု layer အကြောင်းကိုကျွန်တော်တို့ဒီလောက်ဆိုရင်သဘောပေါက်ပြီလို့ထင်တာဒီ PHMT ဆိုတဲ့တရားကိုကျွန်တော်တို့ဒီအောက် background ရဲ့အပေါ်မှာထားချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီ move tool လေးကိုလာရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒီ move tool လေးတစ်ခုလိုမျိုးအတက်ဝင်ပြီဆိုမှ KSO အပေါ်ဆုံးထားချင်တာဖြစ်တဲ့အတွက်ဒီ KSO file လေးကိုအပေါ်ဆုံးတင်လိုက်ပါဒါဆိုရင် KSO ကအပေါ်ဆုံးရောက်သွားပြီဟုတ်ပြီဒီ PHMT ကိုအောက်ဆုံးထားချင်တာဖြစ်တဲ့အတွက် PHMT လေးအောက်ဆင်းပေးလိုက်ပါဒါဆိုရင် PHMT အောက်ရောက်သွားတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပိုင်းမှာပြန်ဆုံရအောင်